ကဲဒီနေ့တော့ဒီလက်မှတ်တွေပါတယ်ကိုဘလို့ထိုးရမလဲဘလို့ position ကြရမလဲဆိုတော့မသိရလူတွေအတွက်ဒါဂျေပေါ့နော်ဂျေနဲ့ပတ်သက်တဲ့လက်မှတ်လေးထိုးကြည့်ကြရမယ် let's go ခိုင်းတာယူ okay ဂျေနဲ့ပတ်သက်တဲ့လက်မှတ်လေးဆိုတော့ကဲလက်မှတ်လေးတော့တောင်းရမ်းလမ်းပါအဲ့တော့ဂျေနဲ့ပတ်သက်လူတွေပါရင်ဒီမျိုးလိုက်ထိုးကြည့်လို့ရပါတယ်